မိဘအမွေသိမ်းပေါင်းများစွာကိုတပြားမှမယူဘဲအကုန်လူတန်းလိုက်တဲ့ Model Agency ပိုင်ရှင်ကျော်လွင်ပရိသတ်တွေကြားမှာကြည်နူးစရာကောင်းပြီးအားလုံးကိုဝိုင်းဝန်းတာရုခေါ်ဆိုနေကြတဲ့အလူသတင်းလေးတစ်ခုကိုတင်ဆက်ပေးကြပါမယ်။ဒါကတော့မြန်မာနိုင်ငံရဲ့နာမည်ကြီး Model Agency ပိုင်ရှင်ဖြစ်တဲ့ကျော်လွင်ရဲ့အတူယူစရာကောင်းတဲ့လုပ်ရက်လေးဖြစ်ပါတယ်။လက်တလုံးမှာဂျွန်လင်ကသူ့ရဲ့မိခင်နဲ့ဖခင်တို့ပိုင်ဆိုင်ခဲ့တဲ့အဖိုးတန်အိမ်နဲ့ခြံကိုရောင်းချနိုင်ခဲ့ပြီဖြစ်ပါတယ်။အော်ချီကျူးစရာကောင်းတာကတော့အဲဒီကနေရရှိလာတဲ့သိန်းပေါင်းများစွာသောငွေကြေးအလုံးကိုသူတို့ညီကိုတွေကတပြားတစ်ချက်မှမယူပဲအကုန်အစင်လူတန်းသွားမယ်လို့ဆုံးဖြတ်လိုက်တာပါ။ဂျွန်လင်ရဲ့ခံယူချက်ကမိဘတွေတင် जा ပေးခဲ့တဲ့ပညာအမွေတွေကြောင့်ကိုချရောက်ပေါ်ကိုရက်တည်ပြီးငွေရှာနေနိုင်ပြီဖြစ်လို့ဒီငွေတွေကိုမယူတော့ပဲမိခင်ကြီးတက်ရှိထင်ရှားရှိနေချိန်မှာစိတ်တိုင်းကြကုသိုလ်ပြုနိုင်အောင်စီစဉ်ပေးတာလို့ဆိုပါတယ်။လူတန်းမဲ့စီစဉ်တွေကလည်းတကယ်ကိုထိရောက်မှုရှိပါတယ်။မိုးကုတ်ဝိပဿနာစင်တာနဲ့မဟာစီတာရဏရိပ်တာတို့လိုတရားအထုတ်ရနေရတွေရေရင်းတူဖော်ရေးအလှူတွေအပြင်စေယုံတွေမှာကြောက်ကက်စီကုသမှုခံယူနေရတဲ့ငွေကြေးခက်ခဲသူလူနာတွေအတွက်အဓိကလူတန်းသွားမှာပါ။ကြောက်ကလူနာတွေအတွက်တစ်လကိုကျပ်သိန်း340ဝန်းကျင်နဲ့တစ်နှစ်ကိုကျပ်သိန်းပေါင်း4000ကျော်ထိအကုန်ကြားခံပြီးတော့စဉ်ဆက်မပြတ်လူတန်းသွားဖို့စီစဉ်ထားတယ်လို့သိရပါတယ်။တကယ်ကိုလေးစားစရာကောင်းတဲ့ဆွလွတ်မှုနဲ့မိဘကျေးဇူးဆက်မှုပါပဲ။ပရိသတ်ကြီးကရောဂျွန်လွင်ရဲ့ဒီလိုဖြူစင်တဲ့စိတ်ထားနဲ့မုံမြတ်တဲ့အလူဒါနအတွက်တာရုခေါ်ဆိုရင်ခေါမမမိမိတို့ရဲ့အမြင်ကိုမှတ်ချက်ပေးခဲ့ပါအောင်နော်။ညနေဖုံးချွတ်ပြတာတောင်လူတွေကဘယ်သူမှမသိဘူးဆိုပြီးပြောကြလို့စိတ်မကောင်းဖြစ်ရတဲ့ခင်ဗျိုးပကြီးမကြသေးခင်ကပြည်ဆောင်သွားတဲ့ဓမ္မစင်ကစီဇန်3အစီအစဉ်မှာအတန်ချွတ်ချွတ်အေးအေးလေးနဲ့ပရိသတ်တွေရဲ့နှလုံးသားကိုဖန်ဆာသွားနိုင်ခဲ့သူကစတော်ဘယ်ရီမျက်နှာဖုံးရှင်လေးဖြစ်ပါတယ်။စတော်ဘယ်ရီဆိုသမျှတချင်တိုင်းကနားရဲဆွဲလောက်အောင်ကောင်းလွန်းလို့ဒီနေ့ရာသီကိုစတော်ဘယ်ရီလေးကပဲဆွဲခေါ်သွားတယ်လို့ပြောစမှတ်တွင်ခဲ့တာပါ။ဒါပေမဲ့အဲ့ဒီလိုလူကြမ်းများခဲ့တဲ့စတော်ဘယ်ရီလေးကမျက်နှာဖုံးချိုးပြလိုက်ချိန်မှာတော့ပရိသတ်တချို့ကသူကဘာတူလဲမင်းသမီးလားအဆိုတော်လားတခါမှမမြင်ဘူးဆိုပြီးတော့ဝေဖန်ခဲ့ကြပါတယ်။ဒီစကားတွေကြောင့်မျက်နှာဖုံးရှင်လေးဖြစ်တဲ့အဆိုတော်ခင်ဘိုးပကြီးတယောက်အတော်လေးကိုစိတ်မကောင်းဖြစ်ကဝမ်းနည်းခဲ့ရပါတယ်။တကယ်တော့ခင်ဘိုးပကြီးကအနုပညာနယ်ပယ်မှာစိမ့်သူတယောက်တော့မဟုတ်ပါဘူး။သူမကငယ်စဉ်ကတည်းကကလေးဂီတပြိုင်ပွဲတွေကနေအနုပညာလောကတွေကိုဝင်ရောက်လာခဲ့သူပါ။အထူးသဖြင့်ဓမ္မပူဇာပွဲတွေနဲ့တရားဓမ္မသဘင်တွေမှာကြည်လင်ချိုများတဲ့အတန်နဲ့တရားတောင်းလေးရှိလို့လူကြီးသူမတွေရဲ့ချစ်ခင်မှုတွေကိုရရှိထားသူဖြစ်တယ်လို့မြန်မာတန်စင်တချင်းလေးတွေကိုလည်းပိုင်ပိုင်နိုင်တည်ဆိုနိုင်တဲ့သူတယောက်ပါဒါပေမဲ့နာမည်ကြီး mainstream အဆိုတော်တယောက်မဟုတ်ခဲ့လို့အခုလိုလူသိနေနေခဲ့တာဖြစ်ပါတယ်။ကဲပရိသတ်ကြီးကရောစူးစမ်းမှုတွေအများကြီးရှိတဲ့အတန်ပါရမီရှင်လေးခင်ဘိုးပကြီးကိုဆက်ပြီးတော့အားပေးကြမှာလားဆိုတော့ comment မှာဝင်ရောက်မှတ်ချက်ပေးခဲ့ပါဦးရှင်။